စစ်လေရင်ဝဲတယ်ဆိုတာတဲ့ဘာလို့ဖို့လဲခင်ဗျားတို့သိတာပဲစစ်တိုက်ဖို့ပဲမဟုတ်ဘူးလားဒါကျွန်တော်လည်းသိတာပေါ့စစ်လေရင်ကစစ်တိုက်တယ်ဒါဟိုဘာလို့မေးเสียရရှိလဲကျွန်တော်မေးเสียရတခုတော့ရှိတယ်ဗျာလို့ကျွန်တော်မပြောရဲလို့ပါကျွန်တော်ကြောက်လဲကြောက်တတ်တော့ဒီပေါ်ကနေတစ်ခါတလေကြတော့ပြောတယ်ကျွန်တော်မေးเสียရတော့ရှိတယ်လို့စစ်လေရင်ကစစ်တိုက်ဖို့ဆိုရင်စစ်ပညာသင်တာဘာဖြစ်လို့လွတ်တော်လဲရောက်လာလဲလို့ကိစ္စတစ်ခုရှိလို့ထောက်ခံစာသွားယူလုတ်ပေးကြတာပဲဒါပေမဲ့တစ်ခါလေကြတော့မလုတ်ပေးတာရှိတယ်နော်အကြာကြီး passport ဆိုရင်အကြာကြီးဖြစ်နေတယ်ဟာဆရာလုတ်ပါအောင်ဆိုရင်မရလို့ပါကွာလုတ်ပါအောင်ဆိုမရလို့ပါကွာဆိုတာဟုတ်လားအိမ်ကြတော့ပြန်ပြောချင်းမရလို့ပါကွာဆိုမင်းကလည်းတော်တော်အားတယ်မရဘူးဆိုတာရအောင်ပေးလိုက်ပေါ့တဲ့အဲ့တော့မရဘူးဆိုတဲ့ဟာကရသွားရင်လုတ်ပေးတယ်ကျွန်တော်တလောကအင်တာနက်မှာဖတ်ရမှတ်တမ်းပါရေးတာလဲအိုင်ချင်းလားရိုင်ချင်းလားမသိပါဘူးเนาะအိုင်ချင်းလားပါချင်းလားမသိပါဘူးဟမ်တယောက်တို့လာသည်နော်ရိုင်ရိုင်လောရိုင်ရိုင်လောမြားမိုးရွာသည်ဖြန့်ပြိုင်လောဖြန့်ပြိုင်လောနော်ဗမာသားလူတွေရှိပါတယ်ဖတ်ဘူးတော့ဟုတ်တယ်ဟုတ်လားနော်ကျွန်တော်အစဆုံးတော့မရပါဘူးတယောက်တို့လာသည်ရိုင်ရိုင်လောရိုင်ရိုင်လောမြားမိုးရွာသည်ဖြန့်ပြိုင်လောဖြန့်ပြိုင်လောအင်တာနက်ထမှာရေးထားတော့အောက်ကတယောက်ကလက်ဆော့ရေးထားတာရှိသေးတယ်စိန်ကိုယူသည်ကြိမ်ကြိမ်လောကြိမ်ကြိမ်လောတဲ့ကျွန်တော်တို့ကဓာတ်ငွေရောင်းတယ်ကျွန်းသစ်ရောင်းတယ်ရေနံရောင်းတယ်ရေနံကတော့သိမရောင်းရပါဘူးကြောက်တံပရမ များကြီးရောင်းတယ်ဓာတ်ငွေရောင်းတာပဲဒေါ်လာတန်း3000လောက်ရတယ်ကျွန်းသစ်တို့ကြောက်တံပရများတော့တန်း100ကျော်ရတာဒီပတ်စံတွေနဲ့အစိုးရကရက်တီလို့ရအစိုးရပြည်သူထောက်ခံစရာလည်းမလိုထောက်ပံ့စရာလည်းမလိုအာဏာသာတည်မြဲရင်ကျွန်တော်တို့တိုင်းပြည်ဟာသယံဇာတတွေနဲ့ရက်တည်နိုင်တဲ့အစိုးရရှိနိုင်တယ်ဆိုတော့အာဏာရှင်အစိုးရတက်ပေါင်းများစွာတည်ကြခဲ့ပါတယ်လွန်ခဲ့တဲ့10နှစ်လောက်ကမှဒီစကားဟာကောင်းကောင်းမပေါ်လာသယံဇာတကျင်စာဆိုတာတချို့တိုင်းပြည်တွေဟာတဲ့သယံဇာတရှိလေလေဒုက္ခရောက်လေလေပဲအထူးဖြင့်ရေနံရှိတဲ့ကူဝိတ်တို့အီရတ်တို့အခုအီရန်တို့နိုင်ဂျီးရီးယားတို့ဒီနိုင်ငံတွေဟာဆင်းရဲအတိဒုက္ခရောက်တယ်ဗမာပြည်လို့သယံဇာတပေါ်ကျွယ်သွားတဲ့နိုင်ငံကလည်းမချမ်းသာဘူးနော်ဝေနဲ့နိုင်ဂျီးရီးယားကိုနှိုင်းယှဉ်ပြီးပြောတယ်နော်ဝေမှာလည်းရေနံထွက်တယ်သဘာဝဓာတ်ငွေထွက်တယ်အများကြီးထွက်တယ်နိုင်ဂျီးရီးယားမှာလည်းရေနံထွက်တယ်သဘာဝဓာတ်ငွေထွက်တယ်အများကြီးထွက်တယ်နှစ်နိုင်ငံလုံးကရောင်းစားနိုင်တဲ့အခြေအနေရှိတယ်ဒါပေမဲ့နော်ဝေတိုင်းပြည်အပေါ်ရောက်သွားတယ်အဆင့်အမှန်မြင့်တယ်ခင်ဗျားတို့အားလုံးဒီနိုင်ဂျီးရီးယားအောက်မှာရှိတယ်ဘာဖြစ်လို့လဲရှာလိုက်တော့စာပေချစ်သူများအားလုံးဒီစင်မြင့်ဘော်ကနေပဲကျွန်တော်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ချင်ပါတယ်ကြောင်မြောင်းဒီရက်ကွက်မှာကျွန်တော်ဟောပြောကျင်တာလဲကြာပါပြီကျွန်တော်ဟိုမှာပြီးအနှံ့ပြားရောနိုင်ငံခြားမှာရောဟောပြောပါတယ်သို့တော်လဲတကယ်တည်းဒီမြန်မာတွေအများကြီးရှိတဲ့ဒီရက်ကွက်ပေါ့လေဓမ္မစိန်နာလန်းတို့နိကြောဒလန်းတို့စသဖြင့်ပန္တိတလန်းတို့နာမည်တွေကလည်းကျွန်တော်တို့မြန်မာအမတန်ဆံတော့ပါဠိပတ်သားတွေနဲ့ဒီနာမည်ပေါ့ကျွန်တော်အမြဲတမ်းစဉ်းစားတယ်ငါငငယ်ကသာဒီမှာနေရရင်ဒုက္ခလို့ဘာကြောင့်လဲဆိုရင်ဒီရမှာဆိုရင်ကျွန်တော်စာရေးစာကုန်းရေးရင်ကိုလမ်းနာမယ်ကိုရေးရတာတော်တော်ခက်မှာဒါကြောင့်ကံကောင်းတာပဲကျွန်တော်ကမော်လမြိုင်တစ်ဖက်ကဘလူးကျွန်းချောင်းစုံမြို့နယ်ကနေ
ရောက်လာတာပါကျွန်တော်ဒီရက်ကဒီမကပါဘူးဘာမှပြီးအနှံ့အပြားကလည်းကျွန်တော်နဲ့တိတ်ပြီးတော့မကင်းတဲ့ဒေသလို့ဆိုနိုင်ပါတယ်ဘာကြောင့်လဲဆိုဗမာပြည်နေရတာကျွန်တော်အမတန်ဝန်းတာတယ်ကျွန်တော်ကအင်္ဂလန်မှာနေဘူးတယ်ဂျပန်မှာနေဘူးတယ်အမေရိကမှာလည်းနေဘူးတယ်ဒါပေမဲ့ဗမာပြည်လိုထူးခြားတဲ့တိုင်းပြည်ဗမာမတွေ့ဘူးဥပမာအဖြစ်စဉ်းစားကြည့်လေကျွန်တော်တို့မော်တော်ဆိုင်ကယ်စီးဝါးရင်လည်းလေမြောင်ဝင်တိုက်ရင်တိုက်တာပဲကျွန်တော်တို့ဗမာပြည်ကပထမအဆုံးလင်းပြန်ပြီးဆွဲတဲ့တိုင်းပြည်အမှန်နာမည်ကြီးတဲ့တိုင်းပြည်အဲ့တော့ဘာမဆိုပထမလုပ်တဲ့တိုင်းပြည်မှာလဲကျွန်တော်အဆင်းရဲဆုံးနိုင်ငံလဲဖြစ်ခဲ့တာလဲစံတင်ပါတယ်တကယ်တယံဇာတဒီလောက်ကျွယ်ဝတဲ့တိုင်းပြည်ကဘာကြောင့်ဆင်းရဲသွားလဲကျွန်တော်လဲမပြောနိုင်ပါဘူးအဲ့တော့မင်းတို့ဆင်းရဲရင်တော့ကွာတဲ့အကျွေးမတင်စေနဲ့တဲ့ကျွန်တော်တို့လေဆယ်ဝန်ကြီးကပြောတာပါဦးမြတ်လှိုင်ကပြောတယ်အကျွေးမတင်စေနဲ့မင်းတို့ထမင်းတနတ်ပဲစားတဲ့နော်အဲ့လိုတိုင်းပြည်မျိုးလဲကျွန်တော်ဒီတစ်ခါပဲတွေ့ဘူးတယ်နော်ကျွန်တော်တို့ဒီရန်ကုန်မှာနော်လမ်းတချမ်းခင်းဆိုလာဗာလဲပြောနေတယ်ဥအောင်သိန်းလင်းလည်းပြောတယ်ဗျာသိလားဘာလဲဆိုရင်စစ်လေးရင်ဝဲတယ်ဆိုတာတဲ့ဘာလို့ဖို့လဲခင်ဗျားတို့သိတာပဲစစ်တိုက်ဖို့ပဲမဟုတ်ဘူးလားဒါကျွန်တော်လည်းသိတာပေါ့စစ်လေးရင်ကစစ်တိုက်တယ်ဒါဟိုဘာလို့မေးစရာရှိလဲတဲ့ကျွန်တော်မေးစရာတခုတော့ရှိတယ်ဗျာလို့ကျွန်တော်မပြောရလို့ပါကျွန်တော်ကြောက်လဲကြောက်တတ်တော့ဒီပေါ်ကနေတစ်ခါတလေကြတော့ပြောတယ်ကျွန်တော်မေးစရာတော့ရှိတယ်လို့စစ်လေးရင်ကစစ်တိုက်ဖို့ဆိုရင်စစ်ပညာသင်တာဘာဖြစ်လို့လွတ်တော်ရဲရောက်လာလဲလို့ဟုတ်ပါဘူးဒါကကျွန်တော်ဒီတိုင်းပဲပြောတယ်ဥက္ကိုလှိုင်လဲကျွန်တော်နဲ့အတူလှုပ်ကြတဲ့လူတွေပါသမထအကြံပေးကသူပြောတယ်ဗျာဖျောင်းတိုင်းကိစ္စတချို့လူကဖျောင်းတိုင်းကိုလှိုင်အောင်ခေါ်တယ်နော်ဥက္ကိုလှိုင်ဆိုရင်လဲစဉ်းစားကြည့်အမှန်တန်စေကောင်းစေတနာကောင်းတယ်ပြောတာအမှန်တရားပဲပြောတာဗောဘာကြောင့်လဲဆိုရင်တို့ကလည်းတမတော်ကထွက်လာတဲ့လူတွေပဲလေတိုင်းပြည်ကိုတို့ထက်ချစ်တဲ့လူတွေမရှိဘူးလို့လည်းယူဆကြတာဟုတ်ဒါကြောင့်လဲဖះတို့ကြုတ်ပြောမယ်ဘာဖြစ်လို့ဖျောင်းနိုင်ကိုလမ်းပေါ်ထုံးရဆန္ဒပြနေတာလဲအိမ်မှာထွန်းရင်မီးလင်းမှာဗောအိမ်မှာဖျောင်းနိုင်ထွန်းကြပါဆန္ဒမပြပါနဲ့တဲ့အဲ့တော့လူတွေကဒါကိုမကျေနပ်ဘူးကျွန်တော်လည်းစဉ်းစားကြည့်တယ်ဟုတ်တာပဲသူပြောတာစဉ်းစားကြည့်လေအိမ်မှာဖျောင်းနိုင်ထွန်းလိုက်မီးလင်းမှာဗောဘာလို့ဆန္ဒပြနေကြလဲဆိုတော့ဆရာရဲတဲ့သူပြောတာတခုပါသေးတယ်ဂျပန်မှာလည်းဒီတိုင်းပဲတဲ့လူတွေကဆူနာမီဖြစ်တော့အိမ်မှာဖျောင်းနိုင်ထွန်းကြတယ်တဲ့ဘာကြောင့်လဲဆိုရင်ဒီဓာတ်ပေါင်းဖို့ကြီးတွေလျှက်စစ်ဓာတ်ထုတ်ပေးနိုင်တာမလုံလောက်တော့အဲ့ဒီဓာတ်ပေါင်းဖို့ကလျှက်စစ်အားကိုသုံးနေတဲ့စက်ယုံတွေပိတ်သွားမယ်ဒါကြောင့်လူတွေကဒီလိုမသုံးဘူးတဲ့အဲ့တော့လူတွေမသုံးဘူးဆိုရင်ဓာတ်ရက်ဆိုလဲလွတ်တော်ကရောသုံးလားဆိုတော့လွတ်တော်ကလည်းမသုံးဘူးနော်ကိုကြီးစုမိတို့ဘာလို့ဝန်ကြီးချုပ်ကဂျပန်ဆိုတာအမနာဝန်ကြီးချုပ်ကအမနာခန့်ညားတာနော်စုတွေပါနဲ့အများနဲ့လာတယ်ဘောင်းမီရှည်နဲ့နက်တိုင်နဲ့လာတယ်ဒါပေမဲ့သူပြောတယ်ငါတဲ့ဘောင်းမီရှည်နက်တိုင်တွေနဲ့လာပေမဲ့တဲ့ဒီခါကျရင်တော့ငါလက်တုံနဲ့ပဲလာတော့မယ်တဲ့အဖေကကောင်းအင်ကြီးမဟုတ်တော့ဘူးဒီတော့တို့ကအေးအေးလေးနေရမှာဗောတဲ့အေးအေးနေရရင်အဲကောင်းမလို့တော့ဘူးမီးတွေလည်းတိတ်လို့စရာမရှိဘူးတဲ့အဲ့တော့လွတ်တော်ကဘာလို့လဲမီးကိုပိတ်ဖြစ်တယ်ဆရာတဲ့ဒီတော့လွတ်တော်ကတဲ့အဲကောနဲ့ပိတ်တယ်ဆရာတဲ့ကျွန်တော်တို့ဗမာပြည်မှာတဲ့ပြည်သူကသာလျှက်စစ်တတ်မရတာတဲ့ဒီမှာမီးမရတာနော်နေပြည်တော်မှာမီးကထိန်ထိန်လင်းနေပါတယ်အဲ့တော့ပြည်သူနဲ့တသားနဲ့ဖြစ်ရမှာပေါ့လေကျွန်တော်တို့ကဥစော်မင်းပြောတယ်လျှက်စစ်တတ်အားပို့လို့ရောင်းတယ်ဆိုရင်ပို့တဲ့လျှက်စစ်တတ်အားတွေရောင်းတာကျွန်တော်တို့လက်ခံပါတယ်သူတို့ပြောတာတွေအားလုံးကိုကျွန်တော်တို့လက်ခံပြီးသားပါဒီတော့ကျွန်တော်တို့တယ်လီဖုန်းတွေလည်းဒီတိုင်းပေါ့
ကျွန်တော်